တခါကရွာတရွာမှာဖိုးချစ်လို့ခေါ်တဲ့နွားကြောင်သားလေးတအုပ်ရှိပြီးသူ့မှာအရန်အစနောက်တန်တဲ့အကျင့်တစ်ခုရှိတဲ့တနေ့ကျတော့သူကရွာအနီးကတောဆက်လေးမှာနွားကြောင်နေရင်ပြင်းလာတာနဲ့ရွာတွေကလူတွေကိုစနောက်ဖို့စဉ်းစားနေတာပေါ့ဒါနဲ့ပဲအကြံရပြီးရွာဘက်ကိုဒုံဆိုင်ပြေးရင်လမ်းတစ်လျှောက်ကြားဆွဲသွားပြီးနွားတွေကိုကြားဝင်ဆွဲနေပြီဆိုပြီးနောက်ပြောင်ပြီးအော်ဟစ်ပြေးလွှားပြလိုက်တယ်ရွာတွေကလူတွေကလည်းဒုတ်ဓားတွေနဲ့ကြားနောက်ကိုလိုက်ဖို့လူစုပြီးထွက်လာကြတဲ့နွားကြောင်သားလေးကဒီမြင်ကွင်းကိုကြည့်ပြီးရီမောနေတာပေါ့ဒီလိုနဲ့ပဲရက်အနှဲငယ်အကြာနွားကြောင်သားလေးကထုံးစံအတိုင်းတောဆက်လေးမှာနွားကြောင်သွားတာပေါ့နေ့လယ်မွန်းတဲ့ချိန်မှာထမင်းစားနေတဲ့အချိန်နွားတွေလှုပ်လှုပ်ရှားရှားနဲ့ကနာမငိမ်ဖြစ်နေတာတွေ့လိုက်ရတဲ့နွားကြောင်သားလေးလည်းဘာဖြစ်တာလဲဆိုပြီးကြည့်လိုက်တော့ကြားတစ်ကောင်ကနွားအုပ်ထဲဝင်ပြီးနွားပေါက်တစ်ကောင်ကိုကိုက်ချီပြီးတောထဲပြေးဝင်သွားတာကိုတွေ့လိုက်ရတာပေါ့ဒါနဲ့ပဲကြောက်ကြောက်လန့်လန့်နဲ့ရွာကိုပြန်ပြေးပြီးရွာသားတွေကိုသွားခေါ်တဲ့ဒါပေမဲ့ရွာကလူတွေကနွားကြောင်သားရဲ့စကားကိုမယုံပဲစားနောက်နေတယ်လို့ပဲထင်နေကြတဲ့နွားကြောင်သားလေးကလည်းသူ့စကားကိုယုံကြည်ဖို့မိုးရိုးတောင်းပန်ပြီးပြောမှသာတကြီးကမယုံတဝက်ယုံတဝက်နဲ့တောဆက်ကိုလိုက်လာခဲ့ကြတယ်ပြန်လာတော့ကြားဝင်ဆွဲခဲ့တာကြောင့်သူ့ရဲ့နွားပေါက်လေးနှစ်ကောင်ဟာကြားဆွဲခံလိုက်ရပါတယ်။ရွာတကြီးကတော့မိုးယိုနေတဲ့နွားကြောင်သားလေးကိုအကျိုးမရှိတဲ့နောက်ပြောင်မှုတွေနောက်နောင်မပြုတ်လို့ဖို့သုံးမစကားပြောကြရင်နှစ်သိမ့်ပြီးလိုက်တယ်။ဒါကြောင့်အကျိုးမရှိတဲ့စောင့်နောက်တာတွေတတိထားဆင်ခြင်ဖို့ Burmese AI Studio ကနေတိုက်တွန်းလိုက်ရပါတယ်ရှင်။